ကစူဇန်ပြောတာအားကြလို့တဲ့ရွှေဆိုင်လည်းဖွင့်ကျင်တယ်အရင်နေ့လည်းမတက်နိုင်ဘူးဘယ်လိုလုပ်ရမလဲတဲ့လွယ်လေးပါရွှေဆိုင်တစ်ခုဖွင့်ဖို့ဆိုလို့ရှိရင်အရင်ခက်ကစူဇန်တို့ရွှေ90တောင်တပိတ်သာရှိမှသာလေးအဆင်ပြေတာဖြစ်ပါတယ်အခုခေတ်မှာဆိုရင်တော့စူဇန်တို့ခေတ်ရည်စီးကြောင်းနီးပညာတွေပြောင်းလဲလာတာနဲ့အများလက်ထဲမှာ90သာတပိတ်သာရှိစရာမလိုဘူးဒါပေမဲ့တခုတော့ရှိတယ်ကိုရာအရေးချင်းနဲ့မျက်ခွက်ပင်ပြောင်လေးနဲ့ထွက်ပြီးတော့ရောင်းတက်ဖို့လိုတယ်မျက်ခွက်ပြောင်လဲဆိုတာတချို့ကလည်းလာမေးကြတယ်ပြောင်ပြတာလားမဟုတ်ဘူးစူဇန်ပြမယ်စူဇန်တို့တွေကဒီလောကတွေကိုစဝင်နေဆိုတာကရွှေ30တောင်းနဲ့စပြီးတော့ဝင်လာတာဖြစ်ပါတယ်စူဇန်လိုပဲတချို့9ချက်သားနဲ့ဝင်တဲ့သူတွေရှိတယ်တချို့စူဇန်တင်တဲ့သူတွေဆိုအရန်တော့တယ်ရွှေတစ်ချက်သားနဲ့ဝင်လာတဲ့သူတွေတောင်ရှိတယ်အဲ့ဒီတော့အရင်ကြီးအများကြီးမတက်နိုင်ဘူးဆိုတော့စူဇန်ပြမယ်ကို့မှာတစ်ချက်သားဆောင်တာမရှိဘူးဆိုရင်တစ်ခုရှိတာကကို့မှာဇွဲရှိရမယ်လုံသားရှိရမယ်ဝိရိယရှိရမယ်ဇက်တိုက်လုံနိုင်တဲ့အရေးချင်းတစ်ခုရှိရမယ်ဒီအရေးချင်းတွေမှာမရှိဘူးဆိုရင်တော့ဘာမှဖြစ်လာမှာမဟုတ်ဘူးဒါကြောင့်မို့ကို့အနေနဲ့အရင်ကြီးအများကြီးလည်းမတက်နိုင်ဘူးရွှေလုပ်ငန်းလည်းလုပ်ချင်တယ်ဆိုရင်တစ်ခုရှိတယ်အခုခေတ်မှာရွှေဆိုင်တွေမှာ Viber group တွေဖွဲ့ထားပေးတယ်အဲ့ဒီကနေမှအပုံတွေယူအောင်ရသလိုရွှေတယ်လေးတွေကို group တွေနဲ့ဖွဲ့ပြီးတော့ခေါ်စားလေးရောင်းလို့ရတာဖြစ်ပါတယ်စူဇန်ရဲ့တချို့တင်တဲ့သူတွေဆိုအရန်တော်တယ်ရွှေတွက်နေမတွက်တတ်သေးဘူးရွှေရောင်းလာတာ2နှစ်ရှိနေပြီဘယ်လိုရောင်းကြလဲမိကြီးတဲ့ခါကျတော့ပေါင်ချပါဈေးကို9000ပေါင်ပြီးရောင်းတဲ့သူ9000ပေါင်ပြီးရောင်းတဲ့သူနဲ့သူတို့ညီသူတို့ဟန်နဲ့ရောင်းနေကြတာဖြစ်လို့ကို့အနေနဲ့အရင်ကြီးအများကြီးမတက်နိုင်ဘူးဆိုရင်လဲစူဇန်ခုနပြောသွားတယ်မိအတိုင်းစူဇန်တို့အနေနဲ့ group တွေမှာသွားပြီးတော့ပစ္စည်းတွေယူမယ်ရောင်းလို့ရတာဖြစ်ပါတယ်။ Okay အဲ့တော့ဘာမှသွားရောင်းမလဲစူဇန်တို့အတွက်နေ့စဉ်ကြည့်နေတဲ့ဖုန်း social media platform ပေါ်မှာသွားပြီးတော့ကိုယ့်ရဲ့လုပ်ငန်းကိုချပြမယ်ကို brand လေးတစ်ခုဖြစ်အောင်နေ့တိုင်းစက်တိုက်ကြီးဆောက်သွားပြီးတော့မှစတန်မှာကို့အပေါ်မှာယုံကြည်မှုရှိလာပြီးကိုပြောလိုက်တဲ့အကြောင်းအရာတွေကသူတို့အတွက်အကျိုးရှိတာလေးတွေတစ်ခုဖြစ်သွားမယ်ဆိုရင်တော့ကိုစီကိုရွှေတယ်လေးတွေစပြီးတော့အားပေးလာမှာဖြစ်ပါတယ်။ဒါကြောင့်မို့ကို့အနေနဲ့အရင်ဒီအများကြီးမတက်နိုင်ဘူးဆိုပြီးအိမ်မှာထိုင်စိတ်ညစ်နေအချိန်ပဲကုန်သွားမယ်ရတဲ့နေရာရောက်တဲ့အရက်ကနေအမြန်လှမ်းခဲ့ပါလို့ဖိတ်ခေါ်ပါတယ်ကိုအနေနဲ့ရှေ့နဲ့ပတ်သက်ပြီးတော့လိလာခြင်းနဲ့ရှေ့ကိုသေချာသိစိတ်လဲကူနဲ့ကျွန်းလေးတင်ယူခြင်းနဲ့ရွှေဆိုင်လေးဖွင့်ခြင်းနဲ့ဘယ်ဟာစာမှမသိဘူးရွှေအပေါငွေအတူလုပ်ငန်းတွေကိုကျွန်းနဲ့တက်မြောက်အောင်လုပ်ကိုင်ခြင်းနဲ့ဆိုရင်စူဇန်စီမှာရွှေပညာကိုမှအခြေခံအစစ်မြင့်မွန်းမယ်ကုန်တယ်ရွေးချယ်တာပဒိန်အပ်တာလိုင်စင်လုပ်နည်းတွေကိုအသေးစိတ်သင်ပေးတဲ့သင်တန်းတွေက online class အပြင်တွေ့အနေနဲ့မော်လမြိုင်ဖတ်အံနေပြီးတော့ရန်ကုန်ပသိမ်မန္တလေးတောင်ကြီးမြို့တွေမှာမြန်မာပြည်အနှံ့ဖွင့်လှစ်နေပြီးဖြစ်တဲ့ခါကြောင့်တတိယရောက်လေသင်ယူခြင်းနဲ့ private မှာကြိုက်တယ်ဆိုရင်တော့အမြန်လာကြိုက်ဖို့ဖိတ်ခေါ်ပါတယ်စူဇန်ရဲ့ class တွေကလူ350ကိုအများကြီးသင်တာမလုပ်ပဲနဲ့15ရောက်အယောက်20ဝန်းကျင်သာ private limit သတ်မှတ်ထားတာဖြစ်လို့တတိယရောက်သင်ယူခြင်းနဲ့သူတိုင်းလူအများနဲ့မသင်ခြင်းပဲနဲ့အနည်းကအသေးစိတ်သာဆွေးနွေးခြင်းနဲ့သူသားလျင်လာကြိုင်းဖို့အတွက်ဖိတ်ခေါ်အပ်ပါတယ်ကျေးဇူးပါ